အိမ်အောင်ရေးတစ်ခုမှာကိုမကိုပဲယူယူမူမူချစ်စေတဲ့နံပါတ်ကိုတယောက်တည်းနဲ့မှလုံလောက်ပါတယ်ပြိုင်ဘက်ကိုကင်းနေတာမျိုးပြိုင်စရာလည်းမလိုသလိုမျိုးတက်လာစရာပေါ့အကြောင်းတရားလုံးဝမရှိတဲ့နံပါတ်ကိုမကိုပဲကြံတဲ့သူဆိုတာဖွဲနဲ့စကွဲပေါ့ဒီလိုမျိုးစကားလုံးလေးတွေနဲ့ကိုက်ညီတဲ့နံပါတ်6336ဆိုတဲ့နံပါတ်ဒါအောင်မှဘာနဲ့ထပ်တွဲမှာလဲ6နဲ့ထပ်တွဲမယ်636ဆိုတဲ့နံပါတ်အရန်နဲ့မှမကောင်းဘူးလားအရန်ကောင်းတယ်လေပျော်ပျော်ရွှင်ရွှင်နဲ့ငွေတွေလည်းအလုံးလိုက်အရင်လိုက်စုဆောင်းမိတယ်လို့မျိုးကိုယ့်ရဲ့လက်ကငွေနဲ့ပြတ်သွားတယ်ဆိုတာမရှိတဲ့နံပါတ်အိမ်အောင်ရေးမှာလည်းကိုယ့်ရဲ့တယောက်တည်းနဲ့ကိုတယောက်တည်းနဲ့မှပြည့်စုံလုံလောက်ပါတယ်ဆိုတဲ့အချစ်ခံရဖို့အထိုက်တန်ဆုံး grade A အမြင်လိုက်ခေါင်းနံပါတ်636ကိုဘာနဲ့ထပ်တွဲမှာလဲ9နဲ့ထပ်တွဲမှာပေါ့ဘယ်လောက်ဖြစ်မှာလဲ6365ဆိုတဲ့နံပါတ်တွဲလေးလုံးလုံးအတွဲလိုက်ကြည့်ကျမအရန်နဲ့မှကြိုက်တယ်အကောင်းဆုံးအိမ်အောင်ရေးအတွက်အခြေရေးအတွက်မြစ်တာရေးအတွက်တီမြဲခြင်းအကြောင်းတရားကိုပြတယ်နူးညံ့သိမ်မွေပြီးတော့ချစ်စရာကောင်းတဲ့အပြောလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ငွေကလည်းဝင်တယ်လို့မျိုးအခြေရေးအိမ်အောင်ရေးမှာလဲတာတာယာယာနဲ့ဘယ်တော့မှမကောင်းတဲ့မကြားရတဲ့နံပါတ် stable ဖြစ်တဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းမယ်စိတ်ချမ်းချမ်းသာသာနဲ့ဖြတ်သန်းမယ်ကိုယ့်ရဲ့မိသားစုလေးအောက်ကိုပြန်ပြီးတော့မှအခြေရေးစီးပွားရေးလူမှုရေးငွေရေးကြေးရေးစိတ်ချမ်းသာမှုဘယ်တော့မှအောက်ကိုကျနေဆိုတာမရှိဘူးအထက်ကိုပဲတဆင့်တက်တဆင့်မြင်မာတဲ့ဘဝကိုမိသားစုတစုလုံးရောက်ရှိမဲ့နံပါတ်6365အရန်ထဲမှာကောင်းပါတယ်လူကြီးမင်းတို့ရဲ့ဖုန်းနံပါတ်ထဲမှာမပါသေးဘူးဆိုလို့ရှိရင်ဒီ lucky ဖုန်းနံပါတ်တွဲလေးလုံးစလုံးကို6365เนาะရွေးချယ်ပြီးတော့ကင်ဆောင်ကြည့်လိုက်ပါအောင်လို့ကျွန်မအကြံပြုပါတယ်ရှင်ရာဟုနဲ့တကွာ9ရက်သားသမီးတွေအားလုံး24နာရီနဲ့9ရက်ပတ်လုံးအသက်ရှူတိုင်းငွေဝင်ကြပါစေเนาะကံကောင်းခြင်းဖုန်းနံပါတ်တွေအားလုံးရဲ့စင်ဖြူတော့ပါကျွန်မစီမှာထိုနီးတူစွာသောအိမ်အောင်ရေးအတွက်အခြေရေးအတွက်တီးတန့် lucky ဖုန်းနံပါတ်လေးတွေရှိတယ်တန်မိုးကလည်းအရန်တော့ကြီးပါတယ်လို့ကြိုပြီးတော့မှမြစ်တာရက်ခံပါတယ်ရှင်အဲ့တော့ Viber နံပါတ်669414289လိုအပ်ရင်လာယူလဲပါကိုက်ညီသောသူများကျွန်မတခါတည်းရောင်းပေးလိုက်ပါမယ်ရှင်ကျေးဇူးတင်ပါတယ်